ဆူလေးဖျားလမ်းမကြီးအနီးရှိကိုလိုနီခေတ်လက်ရာတိုက်အိုကြီးတစ်ခုရဲ့ဒုတိယထပ်တွင်စုံတောက်စေရာဤရုံးခန်းရှိသည်အပြင်ဘက်တွင်မိုးဖွဲဖွဲရွာကြနေပြီးလမ်းမီးတိုင်မှိတ်မိန်အောက်တွင်ဖြတ်သွားသောစိုက်ကားတစ်စီးဤခေါင်းလောင်းတံကိုတိုးတိတ်စွာကြားနေရသည်အခန်းတွင်ရှိမျက်နှာချက်ပန်းကအိုကြီးကတကြွကြွမိကလဲပတ်နေပြီးဇေယျသည်တစ်သားကလထိုင်ပေါ်တွင်မိထိုင်ရင်းပြာကျနေသောဆေးလိပ်တို့ကိုပြာခွက်ထဲထိုးချလိုက်သည်ည10 နာရီခန့်တွင်လေးလံသောကျွန်းသစ်တစ်ခါကြီးစီမှခောက်တန်3ချက်ထွက်ပေါ်လာသည်ဇေယျတစ်ခါသွားဖွင့်လိုက်သောအခါမူးရင်များဆူရွှဲနေသောထီးအမဲကိုကိုင်ထားသည့်အမျိုးသမီးငယ်တအူကိုတွေ့လိုက်ရသည်သူမကခေဟောင်းရင်ဖုံအင်ကြီးနှင့်လုံကြီးကိုတိုက်ရက်စွာဝတ်ဆင်ထားတော်လဲမျက်နှာပေါ်တွင်မူစိုးရင်ထိတ်လန့်နေသောအရေးအယောင်များဖုံးလွှမ်းနေသည်ဝင်ပါခမဘာကိစ္စများရှိလိုပါလဲဇေယျကနေရာပေးလိုက်သည်ကျမနာမည်မှားသစေမှရှင်ကျမအကိုကိုအောင်ပျောက်နေတာ3 ရက်ရှိပါပြီပလိတ်ကိုတိုင်မိမဲ့အရေးအယောင်တော့မတွေ့ရဘူးဒါပေမဲ့သူဒုက္ခရောက်နေပြီဆိုတာကျမတေချာသိတယ်သူမကအတန်တုံဖြင့်ပြောသည်ဇေယျကရေနွေးချမ်းပူပူတစ်ခွက်နှိပ်ပေးလိုက်ရင်ဘာဖြစ်လို့အဲ့ဒီလောက်တောင်တေချာနေရတာလဲခမဟုမေးလိုက်သည်မတ်သက်စင်သည်သူမရဲ့ကြိမ်ချင်းလေးထဲမှတားရည်ဖုံမတ်စုစာအိုးလေးတအုပ်ကိုထုတ်ကာစပွဲပေါ်တင်လိုက်သည်သူပြောင်းမသွားခင်ညကကျမစီစာတိုက်ကနေတဆင့်ဒီစာအုပ်လေးပို့ထားခဲ့တယ်စာအုပ်နဲ့အတူစာတရွက်ပါလာတယ်အကိုအိမ်ပြန်မလာရင်ပန်းစိုးတန်းကစုံတော့ဇီယာစီကိုဒီစာအုပ်သွားပြီးပါတဲ့ဇီယာမျက်မှောင်ကျုပ်သွားသည်ကိုအောင်ဆိုသူကိုသူတခါမှမမြင်ဘူးသလိုနာမည်ကိုလည်းမရင်းနှီးပါသို့တော့သူဤနာမည်နဲ့လိပ်စာကိုတီးတီးကြကြသိနေခဲ့သည်ဇီယာသည်စပွဲပေါ်ရှိမဆုစာအုပ်လေးကိုကောက်ကင်လိုက်ပြီးဖွင့်ကြည့်လိုက်သည်စာအုပ်ဤပထမဆုံးစာမျက်နှာတွင်သွေးကဲ့သို့နီရေးနေသောမှင်ဖြင့်ရေးထားသည့်စာသားအချို့ကိုတွေ့လိုက်ရချိန်တွင်ဇီယာဤမျက်နှာထားတင်းမာသွားခဲ့သည်စာရွက်ပေါ်တွင်ရေးထားသည်ကမင်းရန်ကုန်ကိုပြန်ရောက်နေပြီဆိုတာငါသိတယ်ဇီယာငါတို့ရဲ့အကြွေဟောင်းတွေကိုပြန်ရှင်းကြမယ်အချိန်တန်ပြီ